ဒီကောင်လေးဟာကြောက်တင်ပုံပေါ်မှာရေးဆွဲထားတဲ့တင်ချပု္ပ္ပာကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့မထင်မှတ်ပဲအဲ့ဒီပု္ပ္ပာရဲ့အဖြေတွေဟာသူ့ရဲ့စိတ်ထဲမှာအလိုလျောက်ပေါ်ထွက်သွားခဲ့တာဖြစ်ပါတယ်။သူဟာအလွန်မင်းဝမ်းသာအားရဖြစ်သွားခဲ့ပြီးအဖြေမှန်သမျှကိုလျင်မြန်စွာပဲလိုက်လံကူးရေးပါတော့တယ်။အဲ့ဒီနေ့ကစားပြီးတော့သူဟာဘလို့ပု္ပ္ပာမျိုးကိုပဲကြည့်ကြည့်အဖြေတွေဟာသူ့ရဲ့ဥနောက်ထဲမှာချက်ချင်းဆိုသလိုဖြတ်ခနဲပေါ်ထွက်လာခဲ့တာပေါ့။သို့တော်လည်းသူ့ရဲ့အစွမ်းဟာအဲ့ဒီမှာတင်ရက်တက်မသွားခဲ့ပါဘူး။သူဟာဘောလုံးပွဲစဉ်ကိုကြည့်ရှုနေတဲ့အချိန်မှာလဲကစားသမားတွေရဲ့ခြေထောက်အောက်မှာတောက်ပတ်နေတဲ့အဝိုင်းကွင်းလေးတွေဘောလုံးပေးဖို့မဲ့လမ်းကြောင်းတွေနဲ့တိကျလုံးနဲ့တောင်းတိုင်းတာတွက်ချက်မှုတွေကိုပါထူးဆန်းစွာမြင်တွေ့လာရတာဖြစ်ပါတယ်။သူ့ရဲ့မျက်စိထဲမှာတော့ပွဲစဉ်တစ်ခုလုံးဟာတင်ချတွက်ချက်မှုကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တာပေါ့။ဒီလိုစွမ်းအားစမ်းကြီးကိုပိုင်ဆိုင်လိုက်ရတာကြောင့်သူဟာအကြောင်းရဲ့ဘောလုံးအသင်းထဲသို့ဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်လေးရဲ့ပြင်းပြလာတဲ့ဇွဲထက်သန်မှုကိုမြင်တွေ့လိုက်ရတဲ့အခါနေပြဖြစ်သူကလည်းသူ့ကိုအခွင့်အရေးတစ်ခုပေးလိုက်တာပေါ့။ကောင်လေးဟာသူ့ခန္ဓာကိုယ်ထက်ကြီးမားနေတဲ့အင်ဂျီဂျာစီကိုဝတ်ဆင်ပြီးကွင်းတွင်းထဲသို့ဝင်ရောက်သွားခဲ့ပါတယ်။အသင်းဖော်တွေကတော့သူ့ကိုအမြဲတမ်းသတိထားကစားဖို့လမ်းပြီးသတိပေးခဲ့ကြတာပေါ့။ပွဲစဉ်ဆက်တင်လိုက်တာနဲ့တပြိုင်နက်ဘောလုံးဟာသူ့စီသို့တိုက်ရိုက်ရောက်ရှိလို့လာခဲ့ပါတယ်။အတိအကျအဲ့ဒီစက္ကန့်ပိုင်းမှာတင်သူ့ရဲ့ဦးနောက်ဟာဖြစ်နိုင်ခြေရှိသမျှတွက်ချက်မှုအားလုံးကိုလျင်မြန်စွာဆောင်ရွက်လိုက်တာပေါ့။အဲ့ဒီနောက်သူဟာအသင်းဖော်တယောက်အကောင်းဆုံးအနေအထားမှာရောက်ရှိနေတာကိုလက်မြင်လိုက်ရပါတယ်။ခန်းစစ်ကစားသမားတွေရဲ့အရှိန်ဟုန်ကိုစနစ်တကျတွက်ချက်ပြီးတဲ့နောက်မှာတော့သူဟာဘောလုံးကိုစတင်ပေးပို့ဖို့အသင့်ဖြစ်သွားခဲ့ပါတယ်။လေထုထဲမှာဘောလုံးပြန်တမ်းမဲ့တောင်းတိုင်းတာကိုတေချာချင်းရွယ်ပြီးအသင်းဖော်စီတို့အမှားယွင်းမရှိပေးပို့လိုက်ရာဘောလုံးဟာကွက်တီမကွဲမလွဲကျရောက်သွားခဲ့ပါတော့တယ်။တကွင်းလုံးမှာရှိတဲ့လူတိုင်းဟာပါးစပ်ဟောင်းသားနဲ့အကြီးကျယ်အံ့ဩမင်တက်သွားခဲ့ကြတာပေါ့။သူတို့ကကောင်လေးကိုတာမန်အရန်ကစားသမားတယောက်လိုပဲထင်မှတ်ထားခဲ့ကြပေမဲ့သူ့ရဲ့စွမ်းရည်ကတော့ထင်မှတ်ထားတာထက်အဆက်ပေါင်းများစွာပုံမတာလိုနေခဲ့လို့ပဲဖြစ်ပါတယ်။နေပြဖြစ်သူဟာသူ့ကိုလမ်းခေါ်လိုက်ပြီးအသင်းရဲ့အဓိကကစားသမားရာထူးကိုတာဝန်ယူပေးဖို့တောင်းဆိုလိုက်ရာကောင်လေးလည်းအတိုင်းမသိဝမ်းသာအားရနဲ့လက်ခံလိုက်ပါတော့တယ်။သို့တော်လည်းသူလုံးဝမသိရှိထားတာကတော့သူ့ရဲ့မိခင်ဖြစ်သူမှလည်းထူးဆန်းတဲ့ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေါ်နေခဲ့ပြီဆိုတဲ့အမှန်တရားပဲဖြစ်ပါတော့တယ်။